ဘန်ကောက်က Lord of Success လို့လူသိများတဲ့ရုပ်ထုကတော့ဟိန္ဒူဘုရားတစ်ပါးဖြစ်တဲ့ဂနေရှားရဲ့ရုပ်ထုပဲဖြစ်ပါတယ်ရှင်။ဂနေရှားဟာပညာဉာဏ်ပညာချမ်းသာကြွယ်ဝမှုနဲ့အခက်အခဲအသားစီးတွေကိုဖယ်ရှားပေးသူအဖြစ်ကိုးကွယ်ခံရပြီးတော့အောင်မြင်မှုရဲ့နတ်ဘုရား Lord of Success လို့အများကယုံကြည်ကြပါတယ်ရှင်။ဘန်ကောက်မှာဂနေရှားရုပ်ထုတွေရှိတဲ့အဓိကနေရာနှစ်ခုရှိပါတယ်ရှင်။ပထမတစ်ခုကတော့ Central World ရှိကဂနေရှားနတ်ကွန်းဖြစ်ပါတယ်ရှင်။ Central World ဈေးဝယ်စင်တာရှိ Trimurti Shrine ဘေးမှာကပ်လျက်တည်ရှိပါတယ်ရှင်။ Racha Prasan လမ်းစုံအနီးမှာပါရှင်။ဒီနတ်ကွန်းဟာအချက်ချာကျတဲ့ဗဟိုနေရာမှာတည်ရှိပြီးလာရောက်ဖူးမြော်သူတွေများပါတယ်ရှင်။အထူးသဖြင့်စီးပွားရေးလုပ်ငန်းပညာရေးနဲ့အမှုပညာနယ်ပယ်မှာအောင်မြင်ခြင်းသူတွေကဆုတောင်းပသကြပါတယ်ရှင်။ Sukhumvit BTS Sky Train ကိုစီးပြီးချစ်လွန်းဘူတာဒါမှမဟုတ်စီယန်ဘူတာမှာဆင်းပြီး Skywalk ကနေတဆင့်လမ်းလျှောက်သွားနိုင်ပါတယ်ရှင်။ဒုတိယတစ်ခုကတော့ဟွေခွမ်လမ်းစုံကဂနေရှာနတ်ကွန်းဖြစ်ပါတယ်ရှင်။ဟွေခွမ်လမ်းစုံ Ratchet Tapik လမ်းပေါ်မှာတည်ရှိပါတယ်ရှင်။ဒီဂနေရှာနတ်ကွန်းကလည်းအလွန်ထင်ရှားပြီးသက်ဝင်ယုံကြည်မှုအားကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်ရှင်။24နာရီဖွင့်လှစ်ထားပြီးအောင်မြင်မှုကြွယ်ဝချမ်းသာမှုနဲ့ဘဝအစစ်မြင့်မားဖို့ဆုတောင်းသူတွေလာရောက်ကြပါတယ်ရှင်။ MRT ကိုစီးပြီးဟွေခွမ်ဘူတာထွက်ပေါက်လေးကနေထွက်ပြီးခဏလေးလမ်းလျှောက်သွားနိုင်ပါတယ်ရှင်။ဂနေရှာဘုရားကိုပူဇော်တဲ့အခါအသားငါးမပါတဲ့အရာတွေကိုပူဇော်လေးရှိကြပါတယ်ရှင်။အများအားဖြင့်ပူဇော်ကြတာတွေကတော့ငပြောသည်တရက်သည်ကြံတို့ဖြစ်ပါတယ်ရှင်။ဒါအပြင်နို့ထိုင်းရိုးရာအချိုပွဲတွေလိမ္မော်ရောင်ရွှေပန်းကြာပန်းဇီးပန်းခွေတွေဖျောင်းတိုင်နဲ့အမွှေးတိုင်ကိုးတိုင်ကိုလည်းအသုံးပြုလိရှိကြပါတယ်ရှင်။စင်ရုပ်ထုငယ်တွေကိုလည်းပူဇော်တတ်ကြပါတယ်ရှင်။ဂနေရှာနတ်ဘုရားကိုအင်္ဂါနေ့နဲ့ကြာသပတေးနေ့တွေမှာပူဇော်ဆုတောင်းရင်ပိုမိုအကျိုးပေးတယ်လို့ယုံကြည်ကြပါတယ်ရှင်။ဘန်ကောက်ကိုရောက်တဲ့အခါအောင်မြင်မှုအတွက်ဂနေရှာဘုရားကိုတွားရောက်ဖူးမြော်ပူဇော်ခြင်းနဲ့ဆိုရင်ဒီနေရာတွေကိုမှတ်ထားနိုင်ပါတယ်ရှင်။